အဲ့ဒါနဲ့အကျိုးကြောင့်ပြောပြပြီးပြိဿမဟာဒိဋ္ဌရွာကပိပလိလူလင်ရဲ့အကြောင်းတွေပြောပြဇာတိတွေအကြောင်းပြိဿဓနအင်အားတွေအားလုံးပြောပြပြီးတော့ဒီကလေးမလေးကိုတောင်းရန်တယ်ဟိုကလည်းသဘောတူလိုက်ကြတော့ပုံနာရှေ့ရောက်ပြိဿဟာဝန္တာအာရနဲ့ရွှေစင်ရုပ်တုပေးပြီးတော့ခိုမှလည်းပဲတွေ့ပြီဆိုတဲ့အကြောင်းလှမ်းပြောလိုက်တဲ့အခါပြိဿပိပလိလူလင်ကလည်းအော်ငါမဖြစ်နိုင်ဘူးထင်လို့ပြောလိုက်တာအခုတော့တွေ့ပြီတယ်ဒုက္ခပဲတန်ဝေကလေးဖြစ်နောက်တက်ကပြိဿတထေသမီးလေးဖြစ်တဲ့ဗတ္တကာပိလာနီကလည်းပဲငါကကြီးရင်ယဟန်ဝင်မလို့ငါဘဝကိုငါဆုံးဖြတ်ထားခုငါမိဘနှစ်ပါးကငါ့ကိုအိမ်အောင်ချပေးတော့မှာတယ်ဘယ်သူနဲ့ချပေးမှလဲဆိုတော့သိအောင်စုံစမ်းပြီးတော့ပိပလိလူလင်မှလည်းသိလိုက်တဲ့အခါအဲ့ဒီမှာစာရေးပိပလိလူလင်သင်တဲ့မျိုးရိုးဇတ်စီစဉ်ဥစ္စာဒနအင်အားစသည်များဖြင့်တူညီတဲ့အမျိုးသမီးတယောက်ကိုရှာဖွေပြီးတော့သာအိမ်အောင်ပြုပါကျမကနောက်တစ်ချိန်ယဟန်ပြုဖို့စီစဉ်ရှိနေလို့သင်ကိုနောက်တစ်ချိန်မှပူဆွေးတော့ကရောက်ရတဲ့ဘဝမျိုးမဖြစ်စေခြင်းလို့ဒီစာရေးတယ်ပေါ့အဲ့ဒီစာမျိုးပိပလိလူလင်ကလည်းပဲဒီစာမျိုးရေးပြီးတော့တမန်တွေနဲ့လှမ်းပြီးတော့ပို့ခိုင်းပိပလိလူလင်ရေးတဲ့စာကလည်းအဲ့ဒီမျိုးသမီးရေးတဲ့စာနဲ့တူတူပဲဟိုကတော့ရင်ရေးထားသေးတယ်အေးဗတ္တကာမိလန်ကြီးညီးနေအဲ့ဒါအသက်ရွယ်မျိုးဇတ်ဓနအင်အားတူညီကြတဲ့ပုဂ္ဂိုလ်များတွေ့ရင်သူနဲ့သာလက်ထပ်လိုက်ပါကွယ်ငါကလည်းပဲနောက်တစ်ချိန်ယဟန်ပြုမဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဒါကြောင့်တင့်ကိုလေကြီးစွာဒုက္ခမရောက်စေခြင်းလို့ဒီစာလေးရေးတာပါပိပလိလူလင်ကလည်းစာနဲ့ပြိဿပို့ခိုင်းဗတ္တကာပိကလေးကလည်းပဲဒီတိုင်းပဲပြိဿပို့ခိုင်းနေတဲ့စာပို့တဲ့လူအချင်းချင်းဗျာအဲ့ဒါလမ်းမှာသွားတွေ့တာဘယ်သွားမလို့တော့တာကလမြို့ဗတ္တကာပိလာနီအိမ်သွားမယ်ခမည်းတော်ရောဘယ်သွားမယ်ကျွတ်တို့ကလည်းပဲမကရာတိုင်မဟာဒိဋ္ဌရွာကပိပလိလူလင်အိမ်သွားမလို့ဟာကျွတ်တို့အဲ့ဒီကလာတာခမည်းတော်ဘာကိစ္စစာသွားပို့ခမည်းတော်ရောဘာကိစ္စကျွတ်တို့လည်းစာလာပို့တာအော်အဲ့ဒီမှာတိုက်ဆိုင်စာနှစ်ခုကပြိဿသွားပို့တဲ့လူတွေလမ်းမှာသွားဆုံတာတူညီနေတယ်ဟာဒါဆိုရင်ဗျာခမည်းတော်စာကျွတ်တို့စာခမည်းတော်ယူဒါဆိုဆင်းပြေတာပဲအေးစင်းတော်ပြေတယ်ဗျာဒါပေမဲ့လို့ဖောက်ဖတ်ရအောင်ဆိုပြီးတော့အဲ့စာပို့တဲ့လူတွေကလမ်းနေစာတွေဖောက်ဖတ်လိုက်တာအံ့ဩစရာကောင်းလိုက်တာစာနှစ်ခုသလုံးကတူးနေတယ်တူညီနေတဲ့စာတွေကိုတွေ့လိုက်ရတဲ့အခါဟာအဲ့မှာတမန်တွေနှစ်ဖွဲ့သလုံးကအံ့ဩကမှန်းဖြစ်ပြီးတော့အော်ဒီလောက်သိစဉ်ဥစ္စာယရနာတွေနဲ့ပြည့်စုံတယ်မျိုးရိုးကလည်းမြင့်မြတ်တယ်ဇက်ကလည်းမြင့်မြတ်တယ်ရုပ်ကလည်းချောကြတဲ့ဒီနှစ်ယောက်ကဒီလိုလုပ်တာဟာမသိတော့ဘူးဆိုပြီးတော့အဲ့ဒီသူတို့ရေးတဲ့စာတွေစုပ်ဖြဲပြီးတော့မှသဘောတူတဲ့ပုံစံမျိုးနဲ့စာအသစ်တွေပြန်ရေးပြီးတော့ဟိုတစ်ဖွဲ့လည်းယူသွားဒီတစ်ဖွဲ့လည်းယူသွားပြီးတော့ဗျာအဲ့ဒါဂျားကနေပြီးတော့ဒီတမန်တွေကနေလှုပ်လိုက်တာနဲ့ဘာဖြစ်တော့မေးလိုက်တော့ပိပလိနဲ့ဗတ္တကာမိလာနီတို့ဟာအလိုဆန္ဒမရှိကြပါဘဲနဲ့ဘာဖြစ်သွားကြတော့မေးသနီးမောင်နှံဖြစ်ရောက်သွားကြတယ်တဏိမောင်နှံဖြစ်သွားကြတဲ့ဒီပိပလိနဲ့ဗတ္တကာပိလာနီသူတော်ကောင်းတွေတည်ပြီးသားအိတ်တဲ့ခါမှာတော့အလဲကပန်းကုန်းချပြီးတော့အိတ်ကြ